Tioga, you must sit in a palm mirror. သူရဲ့လုံခြုံရေးတပ်ဖွဲ့တွေပြည်တွင်းကိုခေါ်လာမယ်ဆိုတဲ့ဟာဒါအရင်ဆွေးစရာကောင်းတယ်ဆိုတော့သူကဘလောက်ပဲလာပါနှွေမြန်မာမီဒီယာရှင်တွေမှကြိုဆိုပါတယ်နှွေမြန်မာမီဒီယာရှင်တွေဟာဆိုရင်နေ့စဉ်နှွေဥတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းတူသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့နှွေမြန်မာမီဒီယာရှင်တွေကိုစခတ်လုပ်ပေးပြီးအသေးတင်တိုင်းသိရအောင်ဘေးနာကနိုတီခေါလောလေးကိုပါနှိပ်ပေးခဲ့ပါနော်ချီရှုသူများကိုအထူးဝဲကျေးဇူးတင်ပါတယ်အခုဆိုလို့ရှိရင်နပခကိုအေအေကအကြီးကျယ်ကိုထိုးစစ်တွေဆင်နေပြီးတော့တနေ့ပြည့် operation မှာအေအေရဲ့အောင်မြင်မှုတွေကိုအေအေကိုယ်တိုင်ထုတ်ပြသွားခဲ့တယ်။ဒါတွေကကျွန်တော်တို့ရဲ့အောင်မြင်မှုပါ။ဘာကြောင့်လဲမြန်မာပြည်အနှံ့မှာအကြမ်းဖက်စစ်တပ်ကိုကျွန်တော်တို့ကနေရာပေါင်းစုံကနေပြီးတော့ဝိုင်းဝန်းနေမှရမှာ။အဲ့တော့မှမအလာကအေးစစ်စစ်ကလေးမွေးပြီးတော့အရင်အလိုမျိုးရမ်းကျင်တိုင်းရမ်းကြမ်းကျင်တိုင်းကြံလို့မရတော့အခုလူဒေါ်လာရေးကြီးရဲ့ရလက်ကအနှစ်သာရကဘာလဲဆိုတော့မအလာဒီအကြမ်းဖက်စက္ကစသည်တက်ပြန်ထွက်တာနဲ့စစ်တလင်းတက်ထဲနေရင်လည်းသူတို့မရဏလိုင်းကိုသူတို့လိုက်နေရတယ်မြန်မာပြည်အနှံ့ဒီသူတို့အတွက်စစ်တလင်းဖြစ်သွားပြီစစ်မြေပြင်ဖြစ်သွားပြီလူဒေါ်လာရေးမတိုင်ခင်ကာလကကရန်ပီနီကိုသွားမလားကချင်ပီနီကိုသွားမလားရခိုင်ကိုသွားမလားစစ်ကားတွေကိုအလံခွင့်ပြီးတော့ AACC သွားနေနိုင်ခဲ့တဲ့နေရာကနေယနေ့အချိန်မှာတော့တက်ထမ်းမှနေရင်းနဲ့မလုံခြုံတော့ဘူးဒရုန်းမိုးတွေရွာမှာဆိုလို့တက်ပြထွက်လိုက်တဲ့နဲ့ဘယ်ချိန်တံပေါက်စာမိမလဲဘယ်ချိန် RPG စာမိမလဲဆိုပြီးတော့ကြောက်ရွံ့နေရပြီဟိုအရင်တော့လိုမြို့ပေါ်တွေမှာ uniform ဝတ်ပြီးတော့ကြွကြွရွနေလို့မရတော့ဘူးမြို့ပြပျောက်ကြားတွေရဲ့ထောက်တိုင်နေရှင်းရန်နေရတွေကိုဖြတ်စည်းခြင်းတွေကြောင့်စစ်ခွေးတွေနဲ့အမျိုးတော်တယ်ဆိုတာကိုရှက်ဖွယ်လိလိဖြစ်လာခဲ့ကြပြီးတော့စစ်ခွေးတွေနဲ့ပတ်သက်လို့ရှိရင်မရဏလန်းကအတော်နီးပါလားဆိုတာသိပြီးတော့ခိုးကြောင်ခိုးရနဲ့နေရတဲ့အဆင့်ကိုသူတို့ရောက်နေပြီဖြစ်တယ်အဲ့တော့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ငကိုတွေကကျွန်တော်တို့က rational တွေနဲ့နော် possibility နဲ့ probability နဲ့တွက်ပြီးတော့ဒီဒေါ်လာရေးကိုလုတ်ခဲ့ကြမယ်ဆိုဒီနေ့လောက်ထိကိုအောင်မြင်မှုတွေမရဘူးအဲ့တော့တကယ်ဒေါ်လာရေးမှာကျွန်တော်တို့အရင်ကြီးပြုခဲ့တာကယုံကြည်မှုမတရားမှုကိုလက်မခံဘူးဆိုတဲ့ယုံကြည်မှုသိတဲ့ဒီယုံကြည်မှုကိုကန်ဆွဲပြီးတော့လောက်လာခဲ့ကြတာယနေ့3နှစ်ကျော်4နှစ်အထိငါတို့ဘက်ကဒီလောက်ထိအောင်မြင်နေဆိုတာကမ္ဘာသမိုင်းမှာမြမသမိုင်းတစ်ရေးထုတ်လိုက်ချင်တယ်အဲ့တော့ဒီယုံကြည်မှုကိုကျွန်တော်တို့ကဆက်လက်ကန်ဆွဲပြီးတော့ငါတို့ကအောင်ကိုအောင်ရမယ်ဘာကြောင့်လဲပြင်းအောင်ဖောင်ဖြတ်ပဲကျွန်တော်ကရွေးစရာတခြားမရှိဘူးအနိုင်ကိုသွားမှရမှာဒီလမ်းကိုကျွန်တော်တို့ကအောင်မြင်ကောင်လုတ်ကိုလုံးမှရမယ်အနေထားဖြစ်နေလို့ပဲအနာဂတ်ဒီဘဝတွေအသက်တွေပိစက်ခဲ့ရတဲ့မတရားမှုတွေတရားမျှတမှုတွေကျွန်တော်တို့ကပြန်လည်ယူဆောင်ရမယ်တရားမျှတမှုတွေပြန်လည်ဖော်ဆောင်ရမယ်တရားမျှတမှုကိုအရယူပြီးတော့မြန်မာပြည်အနာဂတ်အတွက်အကောင်းဆုံးပြန်လည်တည်ဆောက်ကြရမှာဖြစ်တယ်အဲ့တော့ခုနစကားကိုကျွန်တော်တို့ပြန်ကောက်လို့ရှိရင်ခေတ်ဆက်ဆက်မှာ1962ကြည့်မလား1994ကြည့်မလား1988ကြည့်မလား1996ကြည့်မလား2000ကြည့်မလားအာနာရှင်ဆက်ဆက်စစ်အာနာရှင်ဆက်ဆက်ဟာသူတို့ကိုတော်လန်လာလို့ရှိရင်ပါဇက်နဲ့ပဲတော်လန်စာလေးပဲရေးအသေးသက်တာပဲသူကြခဲ့ကြရတာပဲဒါတွေကိုအခု2021လူတော်လိုက်မှာပါဝင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဂျန်စီတွေ CDM လှုပ်ရှားသူတွေအခုလက်ရှိမြေပြင်မှာလက်နဲ့ဆွဲကင်တော်လန်နေတဲ့ PDF တွေ LDF တွေ UG တွေကမသိဘူးလားပြီးသူတွေကမသိဘူးလားသိသိတာမှသိသိတာကိုသိနဲ့ပဲလမ်းပေါ်ထွက်ရင်တန်းနဲ့ပြတ်တတ်မယ်လို့သိနဲ့ပဲထွက်ခဲ့ကြတာမဟုတ်ဘူးလားခေါင်းကိုချိန်ပစ်ပြီးတော့သွေးမြေချခဲ့ရတဲ့ကျွန်တော်တို့ရဲ့တော်လိုင်းအာဇန်ဒီတွေများစွာခေတ်ဆက်ပေါ်ထွန်းလာခဲ့တယ်လို့ယနေ့2001နယူးတော်လိုင်းမှာလဲ2021နယူးတော်လိုင်းမှာလဲထပ်မံပေါ်ထွန်းခဲ့တာမရှိဘူးလားသိတာပေါ့အဲ့တော့တစ်ခါကြားလို့ရှိရင်ကျွန်တော်တို့ကယုံကြည်ခြင်းဆိုတာကအကြောင်းပြချက်တွေမဟုတ်ဘူးယုံကြည်ခြင်းဆိုတာ theory တွေမဟုတ်ဘူးယုံကြည်ခြင်းဆိုတာကဖြစ်နိုင်ခြေမလို့ဘူးယုံကြည်အဲ့ဒီသက်ဒီနှလုံးသားထဲမှာတရေတီးပြီးတော့အမြင့်ဆွဲပြီးတော့ယုံကြည်ရတာဘာသာရေးဆိုင်ရာယုံကြည်မှုပဲကြည့်ကြလားဗုဒ္ဓဘာသာယုံကြည်မှုမှာနိဗ္ဗာန်ခင်ဗျသက်သေပြနေစရာမလိုဘူးကိုယုံကြည်တဲ့နိဗ္ဗာန်
ခရစ်မှာကြည်ကျမ်းစာထဲမှာကောင်းကင်ဘုံဖျားသခင်ရှိတယ်ခင်ဗျကိုမမြင်ရကိုယုံကြည်မှုနဲ့ပဲထိုနည်းတူစွာပဲကျွန်တော်တို့တော်မှာဒီတော်လန်ရေးကြီးအောင်ကိုအားမယ်ဆိုတဲ့ယုံကြည်မှုကိုသာကင်ဆွဲတာအောင်မြင်မှုကိုကျွန်တော်တို့အရောက်လာနိုင်မှာဖြစ်တယ်အဓိကကယုံကြည်ခြင်းကအဓိကယုံကြည်မှုကအဓိကအဲ့ယုံကြည်မှုကိုကင်ဆွဲပြီးတော့လက်တွေ့လှုပ်ဆောင်နေဖို့ကအဓိကဒါပြင်တော့ကျွန်တော်တို့မှာတခြားရွေးစရာလမ်းဘာမှမရှိဘူးရည်ယုံကြည်မှုကိုအရောက်လမ်းပြီးတော့အောင်မြင်မှုကိုယူရမှာဒီတလားမရှိတယ်နော်အဲ့တော့ကျွန်တော်တို့ပြန်ကြည့်မယ်ဗျာနော်ဆိုတော့စစ်ကောင်စီဘက်ကခုနကအာသာချက်တွေပေါ့ကျွန်တော်တို့ပြောသွားတယ်အခုတစ်စစ်တက်ပြီးတော့သူကဘာဖြစ်လာလဲဆိုအာဆီယံကသူ့ဘက်မှာရှိတယ်အိန္ဒိယကလည်းသူ့အကျိုးစီးပွားအတွက်အဓိကပဲနော်ဒါပြင်အခုနောက်ပိုင်းမှာစစ်ကောင်စီဘက်ကပြန်ပြီးကောင်တာလှုပ်ရှားလာတဲ့မဟာဗျူဟာမြောက်၃ခုရှိတယ်အဲ့ဒီမဟာဗျူဟာမြောက်၃ခုကိုကျွန်တော်တို့ကကောင်တာလုပ်နိုင်ရမယ်ရှေ့ဖြတ်နိုင်ရမယ်ဒါကိုကျွန်တော်တို့ဘက်ကထိထိရောက်မလုံနိုင်သေးတာကိုတွေ့ရတဲ့အတွက်ကျွန်တော်ယနေ့ဒါကိုပြန်လည်ပြီးတော့မိမောင်းထုတ်ပြခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့စစ်မှုထမ်းဥပဒေနဲ့အတင်းကျပ်နော်စစ်မှုထမ်းစီခြင်းအဖြစ်သူတို့ဘက်မှာပြုံးတီးသွားတဲ့စက္ခရခတွေကိုပြန်လည်ပြီးတော့အင်အားသက်တွေပြန်လည်ပြီးတော့ဖြစ်တင်းနိုင်ဒါတွေကိုကျွန်တော်တို့မြန်မာပြည်အနှံ့ကစစ်မြေပြင်တွေမှာကြည့်လိုက်မယ်ဆိုရင်အများကြီးတွေ့ရမှာဖြစ်တယ်ရခိုင်ဘက်မှာဆိုလို့ရှိရင်ဘူးသီးတောင်မောင်းတော်ကနော်မွတ်စလင်တွေကိုအခုအန်တို့နော်ရခိုင်စစ်ဒေသတွေမှာသူတို့စစ်တပ်ယူနီဖောင်းတွေနဲ့စစ်တပ်နဲ့နှစ်ပတ်ပေးပြီးတနက်ပေးပြီးတော့တိုက်ခိုင်းတယ်ဒါတွေကို AA ကတရားဝင်ထုတ်ပြန်ထားပြီးသားဖြစ်တယ်ဒါပြင်နေရာကမှာပေါ်တာတွေဆွဲတယ်ဆွဲပြီးတော့စစ်တပ်နဲ့နေပေးတယ်အတင်းကျပ်လက်နက်ပေးပြီးတော့ရှေ့တန်းနေပို့တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘက်ကထိထိရရမတုံ့ပြန်နိုင်လို့ရှိရင်ရေရှည်မှာစစ်ကောင်စီအတွက်မဟာဗျူဟာမြောက်အားသာချက်ဖြစ်သွားလိမ့်မယ်ဒါကိုကျွန်တော်တို့ဘယ်လိုတုံ့ပြန်မလဲကောင်းကောင်းလေး plan ဆွဲပြီးတော့အချိန်နဲ့မဆိုင်မဲနဲ့လှုပ်ဆောင်နိုင်ကြဖို့သိအရေးကြီးပါတယ်ဒါကိုအရေးတကြီးလှုပ်ဆောင်စရာနံပါတ်1အနေနဲ့ကျွန်တော်တင်ပြချင်တယ်နံပါတ်1ကဘာလဲဆိုတော့ကျွန်တော်တို့သူတို့ရဲ့ bureaucracy ရန်ရရှိတဲ့မြို့ရွာတွေမှာပြည်သူလုံခြုံရေးဆိုပြီးတော့เนาะတာပွေကြီးဆိုပြီးတော့ခုနကစစ်မှုမထမ်းမနေရအဲမှာဘောင်မဝင်တဲ့သူတွေတနန်းပေးပြီးတော့တာပွေကြီးခံစစ်တွေလုပ်ဖို့ကြိုးစားရကြဒါကိုလည်းကျွန်တော်တို့ဘက်ကထိထိရရောက်မလုံနိုင်သေးတာကိုတွေ့ရတယ်ဒါကိုလည်းအရေးတကြီးနံပါတ်2အနေနဲ့ကျွန်တော်တင်ပြချင်တယ်နံပါတ်3ချက်ကသူတို့ကရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ပြီးတော့အဲ့ဒီရွေးကောက်ပွဲကမတရားဆိုတာလူတိုင်းသိတယ်သူတို့ရအောင်အနိုင်ယူသွားမယ်ဆိုတာလည်းလူတိုင်းသိတယ်အဲ့ဒီကနေပြီးတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနေပြီးတော့ဦးမင်းအောင်လှိုင်ကိုအာဏာလွှဲပေးပြီးတော့အရက်ဘအုပ်ချုပ်ရေးအသွင်နဲ့မြန်မာပြည်မှာဆက်လက်ပြီးတော့စစ်အာဏာရှင်ရန်နေရအုပ်ချုပ်မှုကိုသူတို့ဆက်လုပ်သွားမှာအဲ့တော့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ကပြတ်အောင်ဖြတ်နိုင်ဖို့လိုတယ်ဒါကိုလည်းကျွန်တော်တို့ထိထိရမလုံနိုင်သေးတဲ့မဟာဗျူဟာမြောက်အရေးကြီးနံပါတ်3ကိုကျွန်တော်တင်ပြချင်တယ်တခါကျွန်တော်တို့ဘက်မှာဒေါ်လာရေးဘက်ကိုကြည့်မယ်ဆိုရင်ဒေါ်လာရေးမှာကျွန်တော်တို့ကလူထုထောက်ခံမှုရှိတယ်ဒါပေမဲ့အချိန်ကကိုယ့်ဘက်မှာမရှိဘူးနော်အချိန်ကမင်းအောင်လိုက်ဘက်ကိုရောက်သွားနေတယ်အဲ့ဒါကိုရှိတယ်ဆိုတော့ကျွန်တော်ဘက်ကအာသာချက်အနေနဲ့လူထုထောက်ခံမှုတွေရှိတယ်အဓိက morally ပေါ့နော်ငွေကြေးအဖြစ်ထောက်ပံ့နိုင်တဲ့သူကငွေကြေးအဖြစ်ထောက်ပံ့တယ်ဒါပေမဲ့အဓိကစိတ်ဓာတ်ပိုင်းဆိုင်ရာအဖြစ်ထောက်ပံ့ကြတယ်ဖြစ်တယ်တခါကျွန်တော်ဘက်ကအာသာချက်ကနှစ်ပေါင်း90တက်တန်းရှိတဲ့တိုင်းသားဒေါ်လာရေးတပ်ဖွဲ့တွေရှိတယ်ဒါအပြင်အားရစရာကောင်းတာကဗမာတွေကိုယ်တိုင်လက်နက်ဆွဲကမ်းပြီးတော်လန်ခဲ့တာဖြစ်တဲ့အတွက်ဗိုလ်ချုပ်ကြီးမြတ်ပြောကြားခဲ့တယ်ဗမာတွေကိုယ်တိုင်လက်နက်ဆွဲကမ်းတော်လန်မှဒီဟာကြီးကအောင်မြင်မယ်ဆိုတဲ့ prophet ပြုမှုဗျာဒိတ်စကားပြောမှာနော်ပြောကြားခဲ့မှုကယနေ့ပြည့်စုံလာတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့တိုင်းသားခေါင်းဆောင်ကြီးနော်ခေတ်ဆက်ဆက်ဗမာတွေကိုယ်တိုင်လက်နက်ဆွဲကမ်းပြီးတော်လန်ရမယ်လို့ပြောကြားခဲ့တယ်ယနေ့ဗမာတွေကိုယ်တိုင်လက်နက်ဆွဲကမ်းပြီးတော့တော်လန်ခဲ့တာဆိုရင်တော့ယနေ့ဆိုရင်ပလဲမျိုးသိန်းတက်ပွဲလို့ဟာမျိုးကို BNR လို့ခေါ်တဲ့ဗမာမျိုးသားတော်လှန်ရေးတပ်တော်ဘုံငါးဥစားပြီးတော့
ဆင်နွှဲနိုင်ခဲ့တာကိုကြည်ကြားဖြင့်နော်ကျွန်တော်တို့ရဲ့အနာဂတ်တွေကပုံမူပြီးတော့တောက်ပတ်လာပြီးအောင်မြင်မှုကိုသွားလမ်းကပို့ပြီးတော့နီးလာပြီးဆိုတာကိုတော့ကျွန်တော်တို့မြင်ရမှာဖြစ်တယ်။ဒါပြင်ယနေ့မြေပြင်မှာအသက်ပေးပြီးတိုက်ပွဲဝင်နေတဲ့ဂျန်စီတွေ PDF တွေ LDF တွေ UG တွေကစစ်ကောင်စီကအင်အားကြီးမားတဲ့ရန်သူဖြစ်တယ်ဆိုတာတိတိနဲ့ပါဝင်လာခဲ့ကြတာပါဝင်နေကြတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကမြေပြင်မှာရှိတဲ့ဒီရဲဘော်တွေစိတ်ဓာတ်ပိုင်းဆိုင်ရာတွေမကြဘူးကျမ်းမာရေးတွေကောင်းမွန်မှုလိုအပ်နေတဲ့နော်အရာတွေကိုဖြစ်သေးပေးဖို့တည်ရှိကြည့်အဲ့တော့ဒီဘက်ဒေါ်လာရေးဘက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အဓိကအဖြစ်ကျွန်တော်တို့ညီညွတ်ရေးမတိဆောက်နိုင်သေးဘူးမဟာမိတ် COC တွေမတိဆောက်နိုင်သေးဘူးနော်ကွဲပြားစွာတိကျစီရက်တည်နေတဲ့အဖွဲ့အစည်းအသီးသီးတွေဖြစ်နေတယ် coordinated action တွေကျွန်တော်တို့မလုပ်နိုင်သေးတာကိုကျွန်တော်တွေ့ရမယ်ဗမာဒေသမှာဆိုကျွန်တော်တို့ကအတွေ့အကြုံတအားနုနယ်သလိုလက်လက်ခဲရမိကြောက်ကိုယ့်ဘက်မှာမပြည့်စုံနော်ကြီးကားတွေမရှိဘူးစေဝါတွေမပြည့်စုံဘူးဒါကအရှိတရားတွေဖြစ်တယ်နိုင်ငံတကာကိုကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံတကာကမြန်မာအရေးကိုထောက်ခံပေးမှုသည် low level moral support အဆင့်နဲ့ရှိတယ်နော်အလွန်အရေးမကြီးစွာအဆင့်နှိမ့်နှိမ့်စိတ်ဓာတ်ပိုင်းဆိုင်ရာထောက်ခံမှုလောက်ပဲရှိတယ်အဲ့တော့ဒါကကိုရီဘက်ကစင်ခေါ်မှုကိုရီဘက်မှာနိုင်ငံတကာကနေပြီးတော့ငွေကြေးအဖြစ်လည်းထောက်ခံမှုမရဘူး diplomacy အရ diplomatic way အရလည်း internationally support လည်းမရဘူးဆက်လက်ကတော့ဝေးမှဝေးပေါ့နော်အဲ့လိုအနေထားတွေဖြစ်တယ်ဆိုတော့မြန်မာအရေးကလည်းတခုကန်ဆိုးတာကမြန်မာအရေးဖြစ်ပြီးတော့ရုရှားကယူကရိန်းကိုကျူးကျော်စစ်ဒါအပြင်အရှေ့အလယ်ပိုင်းမှာအစ္စရေးနဲ့ဟာမတ်စ်နဲ့ဖြစ်ဘူးလေဒါတွေကဖြစ်လာတဲ့အခါမှာမြန်မာအရေးကတော်တော်ကိုမှိန်သွားတယ်ပေါ့ဗျာနော်မှိန်သွားတယ်ပေါ့ဒီတော့ပဲဆိုစီမြန်မာအရေးကိုနိုင်ငံတကာမှာ highlight ဖြစ်လာပြီးတော့ highlight ဖြစ်စေခြင်းတဲ့အကြောင်းကလည်းငွေကြေးအဖြစ်တော့၎င်းတန်တမန်အဖြစ်တော့၎င်းဆက်လက်ပစ္စည်းအဖြစ်တော့၎င်းမြန်မာအရေးကိုထဲထဲဝင်ဝင်ကူညီမှုကိုရစီခြင်းလို့ဖြစ်တယ်အဲ့တော့တော်လိုင်းဘက်မှာအထူးသဖြင့်ကျွန်တော်တို့နော်စိန်ခေါ်မှုတွေကဘာတွေလဲနံပါတ်1လက်နက်ခဲယမ်းမပြည့်စုံဘူးဒါကိုကျွန်တော်တို့ဖြည့်ဆင်းပေးနိုင်မှုလို့ဒါကိုကျွန်တော်တို့ရအောင်ဘယ်လိုဖြည့်ဆည်းမလဲနံပါတ်2ငွေကြေးတွေစင်စက်မပြတ်မြေပြင်ကိုတိုင်းရောက်ဖို့လိုတယ်ဒါတွေကိုကျွန်တော်တို့ဘယ်လိုထိန်းချောင်းပြီးတော့ငွေကြေးတွေကိုမြေပြင်ကိုတိုင်းရအောင်ဘယ်လိုလုပ်မလဲဘယ်လိုဖြည့်ဖြားမလဲနံပါတ်3နိုင်ငံတကာရှီကနေပြီးတော့လက်နက်နဲ့ငွေကြေးတွေရအောင်လို့မလုပ်နိုင်ဘူးလားအဲ့တော့ဒီနေရာမှာကျွန်တော်တင်ပြချင်တယ်ဘယ်သူတွေမှာတာဝန်ရှိတယ်လဲဘယ်လိုလုပ်ကြမလဲစဉ်းစားကြဖို့တော့ကျွန်တော်ဒီနေ့ဒါလေးတွေကိုမိခိုးလေးတွေဖြစ်ချပေးခဲ့တယ်ရာဇဝင်မှာမဖြစ်သေးတာပဲရှိတယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးအမေရိကန်ဒေါ်လာရေးကြီးဖြစ်တဲ့အချိန်အမေရိကန်တွေကဗြိတိရှတွေကိုဒေါ်လာနဲ့အချိန်မှာကျွန်တော်တို့အခုလောလောဆယ်နယူးဒေါ်လာရေးကမအလောက်ကိုနှွာတဲ့ပုံစံနဲ့ခက်စစ်စင်တယ်ဗြိတိရှစစ်တပ်ဆိုတာကကမ္ဘာနေမဝင်အင်ပါယာကြီးဖြစ်ပြီးတော့အဲ့ခါကကမ္ဘာအကောင်းဆုံးရည်တက်ကြီးကိုပိုင်ဆိုင်ထားပြီးတော့ကမ္ဘာတစ်ဝက်ကျော်လောက်ချုပ်ထိန်းထားတဲ့နေမဝင်အင်ပါယာကြီးကိုဂျော့ချ်ဝါရှင်တန်တွေကမီဂျိုမောင်းပြတ်နဲ့နှွာခဲ့ကြတယ်နောက်ဆုံးအစိုးရတိုက်ပွဲတွေကိုတော့ပြင်သစ်ကထောက်ခံမှုနဲ့နပိုလီယန်ကိုရအောင်စီးရုံးပြီးတော့ယူနိုင်ခဲ့တဲ့ဟာတွေရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကမဖြစ်သေးတာပဲရှိတယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဒါပေမဲ့အဲ့မှာနိုင်ငံတကာရှိရအထောက်ပံ့ကောင်းတွေရရှိဖို့ဆိုလို့ရှိရင်အဲ့ဒီနိုင်ငံတကာမျက်နှာစာမှာစကားပြောနေတဲ့သူတွေသူတို့ရဲ့ယုံကြည်မှုလှုပ်ဆောင်နိုင်စွမ်းအဲ့ဒါအများကြီးအရေးကြီးတယ်နောက်တစ်ခုကျွန်တော်အစလေးထုတ်ပြမယ်အာဖဂန်နစ္စတန်ကိုဆိုဗီယက်တွေနော်ဆိုဗီယက်ပြည်ထောင်စု USSR ကကျူးကျော်တဲ့အချိန်တုန်းကအဲ့တော့ကွန်မြူနစ်
အာဖဂန်အစိုးရရုပ်သေးအစိုးရကိုတင်ပေးလိုက်ဆိုဗီယက်ကအဲ့တော့မူဂျာဟစ်ဒင်လို့ခေါ်တဲ့နော်အဲ့ဒီအာဖဂန်ကအရေးတော်ပုံတပ်သားတွေကတော်လိုင်းသမားတွေကပြန်စော်ကြတယ်ပြန်စော်တော့ဆိုဗီယက်လူကမ္ဘာနံပါတ်1တိုင်းပြည်ကြီးကိုသူတို့ပြန်လွှားတာမလွယ်ပါဘူးသူတို့မှလည်းယနေ့ကျွန်တော်တို့လူဦးတော်လိုင်းရေးလိုပဲမိချိုမောင်းပြတ်ပဲရှိတာဒါပေမဲ့သူတို့မှာအလှည့်အပြောင်းဖြစ်သွားစေတဲ့အရာတွေရှိခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီမူဂျာဟစ်ဒင်တွေကိုကိုကျစ်စာတနာတဲ့အမေရိကန်နိုင်ငံသားလက်နက်နော်ကုန်တယ်တယောက်နဲ့အဲ့ဒီကုန်တယ်ကအမေရိကန်လွှတ်တော်အမတ်တယောက်ကိုစီယုံနိုင်ခြင်းကနေစပြီးတော့အရင်တော့အာဖဂန်အရေးကိုအမေရိကန်ကလုံးဝစိတ်ဝင်စားတော့သူတို့ရဲ့ Congress ဖြစ်ဖြစ် Senate ဖြစ်ဖြစ်အဲ့ဒီမှာကိုတောက်လျှောက်တွေကိုနော်စီယုံလာနိုင်ခဲ့ပြီးတော့အဲ့ဒီတယောက်တော့လွှတ်တော်အမတ်ကြီးကြိုးစားမှုနဲ့အဲ့ဒီလွှတ်တော်အမတ်ကလည်းခုနကလက်နက်ကုန်တယ်ကအဲ့တော့တယောက်ကောင်းတဲ့တစ်ခါတည်းကြောက်လို့ရှိရင်အပြောင်းလဲနေအများကြီးဖြစ်တယ်နောက်ဆုံးကြလို့ရှိရင်အနည်းချုပ်လို့ရှိရင် American လွှတ်တော်မှာဥပဒေဖြစ်ကိုပြဋ္ဌာန်းလာနိုင်တဲ့အဆင့်ထိရောက်လာပြီးတော့ American ကလေ့ကျင့်မှုတွေလက်နက်တွေတကယ်ကိုမူဂျာဟစ်ဒင်ကိုပေးရာကနေစပြီးတော့အဲ့ဒီမူဂျာဟစ်ဒင်တွေမှာလက်နက်ကောင်းကောင်းတွေရှိလာခဲ့ပြီးတော့နောက်ဆုံးဆိုဗီယက်တွေတက်ဆုပ်ခဲ့ရတဲ့အနေအထားတွေရှိခဲ့တယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့အဓိကအချက်ကလောကကြီးမှာမဖြစ်သေးတာပဲရှိတယ်ယုံကြည်မှုကိုကင်ဆွဲထားပြီးတော့မဖြစ်ဖြစ်အောင်လုပ်ကြမှာဖြစ်တယ်အဲ့တော့ဒီနေ့ဒီအချိန်မှာနောက်တစ်ခုကအမေရိကန်ဒေါ်လာရေးကိုဆင်နွှဲခဲ့ကြတဲ့အမေရိကန်ဒေါ်လာရေးခေါင်းဆောင်တွေသူတို့ဒေါ်လာရေးဘယ်တော့အောင်မလဲဆိုတော့မသိဒါပေမဲ့ငါတို့အောင်လုံးမှရမယ်ဆိုတဲ့ယုံကြည်မှုတော့သူတို့ရှိခဲ့ကြတယ်ဒါကဆိုဗီယက်ကျူးကျော်သူတွေကိုပြန်လွှာတဲ့မူဂျာဟစ်ဒင်တွေလည်းဒေါ်လာရေးဘလောက်ကြရင်အောင်မလဲဆိုတာထက်ငါတို့ရအောင်ပြန်လွှာမှရမယ်ဆိုတဲ့ယုံကြည်မှုကိုကင်ဆွဲခဲ့ကြတာဖြစ်တယ်အဲ့တော့နှစ်ပေါင်းများစွာသူတို့အချိန်ယူပြီးတော့လုပ်ခဲ့ကြတာပဲတောင်တွေတိုးတွေတိုင်းထဲမှာသူတို့ဓာတ်ပေါက်တွေဆင်းနေနော်လှိုင်ကောင်းတွေဖောက်တယ်ပျောက်ကြားစစ်တွေကိုအဓိကလုပ်နိုင်ခဲ့ကြတာကိုတွေ့ရတယ်ထို့ပြင်တော့ကျွန်တော်တို့ BNN နိုင်ငံကိုပြန်ကြည့်မယ်ဆိုရင်လည်းဟိုချီမင်းဦးဆောင်တဲ့ BNN community ဟာအင်ဒိုချိုင်းနာမှာရှိတဲ့ပြင်သစ်တွေကိုနှွာတဲ့အချိန်